ဇလန်းဆက်စချင်းမှာပဲအမျိုးသမီးတယောက်ကတော့သူမယောက်ျားစားတာခံလိုက်ရပါပြီ။အီဇူမီအိတ်နေတော့ငါဝင်လို့မရဘူးကွာဆိုပြီးတယောက်ကစကားပြောနေတာကိုကြားလိုက်ရပါတယ်။အစားကတော့အီဇူမီလည်းသတိမထားမိပေမဲ့နောက်တော့ကြောက်လန့်နေကြတဲ့အိယာကနေထားလာပါတယ်။အတန်လာရောက်ကိုအသေးအံရှာလိုက်ပေမဲ့အီဇူမီဘာကောင်မှမတွေ့လိုက်ပါဘူး။အိမ်မက်မက်နေတာပဲဖြစ်မယ်လို့သူ့ကိုယ်သူပြန်တွေးမိလိုက်ပါတယ်။အိယာကထားလာချိန်မှာတော့သူ့အဖေကမွေးကိုရှာတွေ့သလားဆိုပြီးမေးလာပါတယ်။အီဇူမီကလည်းမွေးကသူ့လက်ထဲဝင်သွားတာမလို့ထုံနေတယ်လို့သာပြန်ပြောလာပါတယ်။ဒါပေမဲ့သူမအမေကတော့သူမသားရဲ့ပောက်ပြစကားတွေကိုမယုံပါဘူး။မင်းညာကအီဇူမီလက်ကိုကျိုးနဲ့တင်းအောင်ခြေထားလို့သာလက်ထုံနေတာဖြစ်မှာပါလို့ပြောလာပါတယ်။အီဇူမီကြောင်းလာတဲ့လမ်းမှာမာရူနိုဆိုတဲ့ကောင်မလေးကအီဇူမီကိုမြင်ပြီးအနောက်ကနေချောက်ဖို့လှုပ်လာပါတယ်။ဒါပေမဲ့ကောင်မလေးလက်ကသူ့ပကုံးပေါ်မကြခင်မှာပဲအီဇူမီရဲ့ညာဘက်လက်ကသူ့အလိုလိုဖမ်းလိုက်ပါတယ်။အီဇူမီကလည်းဘလို့တွေဖြစ်သွားမှန်းတော့မသိလိုက်ပါဘူး။ပြောနေအိမ်မှာပဲသူ့ညာဘက်လက်ကမာရူနိုရဲ့ပေါက်စီကိုလမ်းကင်ပြီးနေပါပြီ။အီဇူမီကလည်းသူ့ညာဘက်လက်ကတခုခုပြစ်နေပြီးမှသိလိုက်ပါတယ်။အတန်ထဲမှာတော့ဆရာစာတင်နေရင်အီဇူမီအိမ်ကိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ညာဘက်လက်ကနေတက်ကြွနေပြီးဖုန်းကနေတခုခုရှာနေခဲ့ပါတယ်။ဇလန်းအစားကအမျိုးသမီးကိုစားလိုက်တဲ့ဦးလေးကြီးကတော့လုံးမဟုတ်တော့ပါဘူး။အပြင်ဘက်ကကောင်မလေးစီကအဖေဆိုပြီးခေါ်တန်ကြားလိုက်တာနဲ့ချက်ချင်းဆိုသူတို့ပဲမျက်နှာပြန်ပြောင်းသွားပြီးကောင်မလေးစီသွားပါတယ်။အီဇူမီမင်းညာကကြုံခဲ့ရတာတွေကတလို့ပါ။အီဇူမီအိမ်နေတော့အကောင်ကောင်ရောက်လာပြီးသူ့နားထဲဝင်ဖို့လုပ်ပေမဲ့လက်ချက်ရှိနေတာကြောင့်ဝင်မရခဲ့ပါဘူး။ဒါကြောင့်နှာခေါင်းကနေဝင်ဖို့လုပ်လိုက်ပြီးအထဲကိုဝင်လိုက်ပေမဲ့အခဏမှာအီဇူမီနာချင်ပြီးသွားပြီးအကောင်ကလည်းပြန်ထွက်လာပါတယ်။နိုးလာတော့အီဇူမီလည်းအကောင်ကိုတွေ့လိုက်ရပြီးကြောက်လန့်တကြားနဲ့ထောက်သက်ဖို့လုပ်ပါတယ်။ဘာကောင်မှမသိတာကြောင့်မွေးလိုပဲတတ်မှတ်လိုက်ပေမဲ့အကောင်ကအီဇူမီရဲ့လက်ထဲကိုဖောက်ဝင်သွားနေပါပြီ။အီဇူမီကလည်းသူ့လက်ထဲဝင်သွားတဲ့အကောင်ကတဖြည်းဖြည်းတက်လာနေတာကိုတွေ့လိုက်ရတာကြောင့်ပကုံးစီမရအောင်ကျိုးနဲ့တင်းတင်းဆွဲချီထားလိုက်ပါတယ်။အတန်တွေကြောင့်အီဇူမီရဲ့မိဘတွေကလည်းရောက်လာကြပြီးအီဇူမီကလည်းအကုန်ပြောပြလိုက်ပါတယ်။မွေကသူ့လက်ထဲဝင်သွားတာသိကြပေမဲ့အခုတော့အပေါက်တော်မတွေ့တော့ပါဘူး။သူမိဘတွေကလည်းအီဇူမီကအိမ်မက်ကနေရောင်းနေတယ်လို့သာသတ်မှတ်ထားကြပါတယ်။အီဇူမီကျောင်းခန်းထဲမှာပြန်လို့လာပြီးအိမ်ကိုက်နေတဲ့သူ့ကိုဆရာကဖမ်းမိသွားပါပြီ။ဒါအပြင်ဖုန်းကုန်းသုံးလို့အဆူခံလိုက်ရပါတယ်။အနားယူချိန်ရောက်လာတဲ့အခါမှာတော့မာရူနိုကအီဇူမီကိုတွေ့တာနဲ့စိတ်ဆိုးပြီးပြန်လှည့်သွားပါတယ်။တာချီခါဘာကတော့မာရူနိုကိုနင့်စာတောင်းမှန်လိုက်ပေးမယ်လို့ပြောလာပါတယ်။အီဇူမီကလည်းသူ့ကိုယ်သူပုံမှန်မဟုတ်ဘူးလို့ထင်တာကြောင့်အိမ်ပြန်ဖို့သာဆုံးဖြတ်လိုက်ပါပြီ။အိမ်ပြန်လာတဲ့လမ်းမှာမင်းညာကသူ့လက်ထဲဝင်သွားတဲ့အကောင်ကြောင့်ကိုစဉ်းစားနေပြီးအဲ့ချိန်အချိန်နဲ့မောင်းလာတဲ့ကားကကလေးမလေးကိုဝင်တိုက်မိပါတော့မယ်။အီဇူမီမသိလိုက်ခင်မှာပဲကားစီပြေးမိသွားပြီးသူ့ညာဘက်လက်တစ်ဖက်နဲ့ကားကိုထားလိုက်ပါတယ်။အဲ့ချိန်ထူးဆန်းတဲ့အရာတစ်ခုကိုအီဇူမီမြင်လိုက်ပါတယ်။ကလေးမလေးရဲ့အမေကလည်းရောက်လာပြီးအီဇူမီကလည်းသူ့လက်ကိုကြောက်လန့်နေကြဖြစ်ပြီးအိမ်ကိုစောစောပြန်လာပါတယ်။သူအခန်းထဲရောက်ချင်းမှာပဲသူ့လက်ထက်ကအကောင်ကိုခွဲထုတ်ဖို့ပြင်လိုက်ပါတယ်။သူ့လက်သူထိုးဖို့တုံဆိုင်နေတော့မှပဲလက်ထက်ကအကောင်ကမျက်လုံးတွေပါးစပ်တွေသွားနေစကားပြောလာပါတယ်။အီဇူမီလည်းဓာတ်နဲ့ထိုးလိုက်ပြီးမြဲသူထိုးလိုက်တဲ့ဓာတ်ကပဲထွက်သွားပြီးမျက်နှာချင်းမှာသွားဆိုင်နေပါပြီ။လက်ကအကောင်ကတော့သူစကားသိမပြောတတ်တာကြောင့်အီဇူမီတင်မေးပါဆိုပြီးပြောလာပါတယ်။သူ့လက်ကအကောင်ကိုကြည့်ပြီးမင်းကငါ့ညာဘက်လက်ထဲမှာဆိုတော့ငါ့ညာဘက်လက်ကဘေးရောက်သွားပြီလေလို့မေးလိုက်ပါတယ်။လက်ကအကောင်ကလည်းသူစားလိုက်ပြီလို့ပြောရင်အရင်အိတ်ချင်တော့ပြန်အိတ်တော့မယ်ဆိုပြီးပြောက်ကသွားပါတယ်။အီဇူမီလည်းပြန်နိုးချင်ပေမဲ့ဘလို့နိုးရမလဲမသိပါဘူး။အဲ့ချိန်အပြင်ဘက်ကအီဇူမီအမေရောက်လာပြီးအစင်ပြေရလားလို့မေးလာခဲ့ပါတယ်။အီဇူမီလည်းသူ့လက်အကြောင်းတွေပေါ်ကောင်မှာဆိုတော့ကြောင့်သူ့အမေကိုဝင်မလာခိုင်းပါဘူး။သူ့အမေထွက်သွားပြီးတဲ့နောက်မှာတော့အီဇူမီလည်းသူ့လက်ထက်ကအကောင်နဲ့စင်တူတဲ့သတင်းတွေကိုလိုက်ရှာပါတယ်။အင်တာနက်ပေါ်မှာမျိုးမျိုးလိုက်ရှာကြည့်ပေမဲ့ဘာမှမတွေ့ခဲ့ရပါဘူး။သူရဲစခန်းမှာသွားလိုက်ရင်ကောင်းမလားလို့စဉ်းစားလိုက်ပေမဲ့ဒီအကြောင်းပြောလိုက်ရင်ရဲတွေကလည်းယုံမှာမဟုတ်ပါဘူး။အီဇူမီအဖေကလည်းအလုပ်ကနေပြန်ရောက်လာပြီးသူတို့မိသားစုတွေညစာအတူတူစားကြပါတယ်။အီဇူမီကအရင်လုံးကနဲ့မတူပဲဒီတခါတော့ထမင်းတော်စားနေခဲ့ပါတယ်။ရဲသမားတယောက်ကတော့အရက်မူပြီးလမ်းကြားတစ်ခုနဲ့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းကြားထဲမှာတော့လူသေးလောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အီဇူမီပြန်နိုးလာချိန်မှာသူ့လက်ကအကောင်ကတော့စာပေလေးလာရေးကွင်းစင်းနေခဲ့ပါတယ်။ဒါအပြင်စကားတော့အတော်ပြောတတ်နေပြီဖြစ်ပြီးစာတော်ဖတ်တတ်နေပါပြီ။အီဇူမီကလည်းမင်းကဂျိုသားလာလို့မေးလိုက်ပေမဲ့သူ့ညာဘက်လက်ကတော့သူ့ကိုယ်သူလည်းမသိပါဘူးလို့ပြန်ပြေလာခဲ့ပါတယ်။သူမမိတာတစ်ခုကတော့ဦးနောက်ကိုစားရမယ်ဆိုတာပါပဲ။အီဇူမီကလည်းထိတ်လန့်သွားပြီးငါဦးနောက်ကိုစားတော့မှာလားလို့အကောင်ကိုမေးလိုက်ပါတယ်။ဒါပေမဲ့ညာဘက်လက်ရဲ့အကောင်ကတော့အီဇူမီရဲ့ဦးနောက်ကိုစားလို့မရတော့ဘူးလို့ပြန်ပြောလာခဲ့ပါတယ်။အကြောင်းကတော့သူကအီဇူမီရဲ့ညာဘက်လက်ကိုစားပြီးအမှပဲကြီးထွားနေပြီမလို့ပါ။တကယ်လို့သာအီဇူမီဦးနောက်ကိုစားပြီးသွားရင်သူကအီဇူမီရဲ့ဦးနောက်မှာနေပြီးခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်သွားမှာပါ။ဒါအပြင်သူဘယ်သူလဲဘယ်မျိုးစိတ်ကလဲဆိုတာကိုသိဖို့အတွက်လက်ကအကောင်လည်းလိုက်ရှာပေမဲ့ရှာမတွေ့ခဲ့ပါဘူး။အီဇူမီကလည်းစေးုံသွားပြီးမင်းကိုထုတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လက်ကအကောင်ကတော့စေးုံကိုမတော်ခိုင်းပါဘူး။တကယ်လို့အီဇူမီသာသူ့လက်ကိုဖျက်ထုတ်လိုက်ရင်သူလည်းသိမှာဖြစ်သလိုအီဇူမီကလည်းညာဘက်လက်ရှိတော့မှာမဟုတ်ပါဘူး။အဲနောက်မှာတော့အီဇူမီကသူ့မိဘတွေနဲ့မနှက်စာစားနေရင်ဘိုင်းဘဝလိုထက်ယူနေပါတယ်။သူ့အဖေကတော့မနေ့တနေ့ကအမျိုးသမီးနဲ့သူမရဲ့သမီးတို့ကအိမ်မှာပဲအသက်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုဖျက်ပြနေပါတယ်။တရားခံလို့ယူစားရတဲ့ယောက်ျားဖြစ်သူကိုတော့အခုထိရှာမတွေ့ကြသေးပါဘူး။အဲနောက်မှာတော့အီဇူမီကလည်းအိမ်ကထွက်လာပြီးကျောင်းသားဖို့ပြင်ပေမဲ့ကျောင်းမသွားပဲဆေးရုံကိုသွားနေခဲ့ပါတယ်။ဆေးရုံကိုသာသွားမယ်ဆိုရင်မင်းကငါရောအခြေအနေကောင်းမှမဟုတ်ဘူးလို့ပြောလာပါတယ်။ဆရာဝန်တွေကသူတို့နှစ်ယောက်လုံးကိုစမ်းသပ်မှုတွေလုပ်ကြမှာဖြစ်ပြီးအီဇူမီကတော့စမ်းသပ်ခံလူသားဖြစ်လာပါလိမ့်မယ်။ဒီလိုနဲ့သူတို့ဆက်သွားနေကြပြီးသူမျိုးစိမ့်နဲ့တူတဲ့အကောင်ကိုရှာတွေ့ထားတယ်လို့အီဇူမီကိုပြောလာပါတယ်။ဒါကြောင့်အဲကိုသွားကြည့်ကြရအောင်ဆိုပြီးအီဇူမီကိုခေါ်သွားပါတယ်။အီဇူမီကလည်းအစားကတော့သိချင်လို့သွားနေပေမဲ့နောက်တော့တဖြည်းဖြည်းကြောက်လာခဲ့ပါတယ်။သူတို့ဆက်လျှောက်သွားကြရင်ခွေးတစ်ကောင်ကတခြားခွေးကိုစားနေတာတွေ့လိုက်ရပါတယ်။အဲချိန်ခွေးကအီဇူမီတို့ဘက်ကိုလှည့်လာပြီးမင်းနဲ့မအောင်မြင်ခဲ့ဘူးလားလို့မေးလာပါတယ်။အီဇူမီကလည်းအသေးအံခဲမဲ့ပြီးပြင်တနေရာမှာထိုင်မုန်းနေပါတယ်။လက်ကအကောင်ကတော့တစ်ဖက်ကအကောင်ကအီဇူမီရဲ့အုံနောက်ကိုလိုချင်နေတယ်လို့ပြောလာပါတယ်။ပြောနေတစ်ဖက်ကအကောင်ကလည်းအတောင်ပံပေါက်ပြီးရောက်လာပါပြီ။အီဇူမီရဲ့လက်ကအကောင်ကတော့သူ့ဘာသာသူပဲရှေ့ထွက်သွားပြီးခွေးတက်တဲ့ကိုပြန်သွားပါတယ်။သူပြန်စင်းလာချိန်မှာတော့ခွေးနှလုံးကိုယူလာခဲ့ပါတယ်။သူတို့မျိုးစိတ်ကအကောင်တွေကလက်ခံခန္ဓာကိုသေသွားရင်သူတို့လည်းလိုက်သေးကြရပါတယ်။ဒါကြောင့်အီဇူမီသေတာနဲ့သူလည်းသေမှာပါ။ဒါအပြင်ဒီခွေးခန္ဓာကိုယူထားတဲ့ကောင်ကအသိဉာဏ်စရကြတဲ့ကပြင်မဘူးသူရတွေမရှိခဲ့တာကြောင့်အခုလိုလွယ်လွယ်နဲ့သေသွားရတာပါ။အီဇူမီကလည်းခွေးပုံစံမျိုးစိတ်ကိုခဏကြည့်ပြီးတဲ့နောက်မှာတော့လက်သွားဆေးလိုက်ပါတယ်။ဒီမျိုးစိတ်ကလွန်ခဲ့တဲ့2ရက်လောက်ကစပြစ်လာခဲ့တာပါ။ကောင်းကင်ဘော်ကနေအလုံးတစ်လုံးကျလာပြီးအဲထဲကအကောင်ကနေထွက်လာပါတယ်။တခြားအလုံးတစ်လုံးကတော့အီဇူမီရဲ့အိမ်သားကိုကျလာခဲ့ပါ
ပါတယ်အဲ့လိုနဲ့သူလည်းအီဇူမီရဲ့ခန္ဓာကိုယ်ထဲရောက်ခဲ့တော့တာပါဒီအပိုင်းလေးအောင်တစ်ပိုင်းပြီးဆုံးသွားပါပြီဗျနောက်ပိုင်းနဲ့တူပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်